ကျွန်တော်လည်းအစင်းနေပစ္စည်းတွေကိုတန့်စင်ဖို့အတွက်ဝိညာဉ်သခင်နဲ့ငယ်ကိုလေ့ကျင့်ပေးဖို့စဉ်းစားနေတာဒါပေမဲ့ဒါကတိတ်တော့မလို့သေးပါဘူးအားမပဲအသေးစိတ်ထပ်ဆွေးနွေးကြတာပေါ့ဝိညာဉ်သခင်အလုပ်တင်တွေကိုလေ့ကျင့်ပေးဖို့လေလားချင်းချန်ရှန်တောင်မှမိသားစုအမွေနဲ့ယတနာရှိလို့သာအဲ့ဒီအဆင့်ကိုရောက်ခဲ့တာတကယ်လို့ချန်မိသားစုမှာသာဝိညာဉ်သခင်အလုပ်တင်တယောက်ရှိရင်ငါတို့ဒီလောက်စိုးရိမ်နေစရာမလိုတော့ဘူးသူကပဲစိတ်ဝင်စားအောင်လုပ်ပြီးမှဘေးဖယ်ထားလိုက်ပြန်ပြီးစောစောကသူငါရင်ဘက်ကိုစိုက်ကြည့်နေတဲ့ပုံစံအရတစ်ခုခုကိုအထင်လွဲနေတာသိကြတယ်သူတစ်ခုခုကိုအရေးအမွေးပြနေတာပဲဖြစ်ရမယ်ထင်တဲ့အတိုင်းပဲယောက်ျားတွေကတော့အတူတူပါပဲလားမျက်မှောင်ဖြတ်ကြည့်လင်ကြောက်ကိုထုတ်ထားလိုက်မနှက်ပြန်သူအိမ်တော်ကိုလာတဲ့အခါသူ့ရဲ့ပုံရိပ်အစ်စ်မှန်ကိုငါမြင်ချင်တယ်နောက်ပြီးလူရွှေတယောက်စစ်ဆက်ထားတယ်လို့ကြားတယ်မန်နေဂျာကိုပြောပြီးသူ့ကိုရောသူ့ရဲ့စစ်ဆက်ထားသူကိုပါအိမ်တော်ကိုဧည့်သည်ဖြစ်ဖိတ်လိုက်ပါသူကဒီလောက်လာတာဆိုတော့သူရွေးထားတဲ့သူကလည်းမျိုးရိုးမြင့်မိသားစုကထူးချွန်တဲ့တခင်လေးတယောက်ဖြစ်မှာပါပဲတခင်မလေးမသိသေးလို့ပါသူ့ရဲ့စစ်ဆက်ထားသူကလင်းချန်ဟုတ်လားကျမ်းမိသားစုမှာကတ်နေတဲ့သူလားသူကစကားလည်းမပြောနိုင်တယ်လို့ကြင်ကြံခြင်းအမျိုးတွေလည်းမရှိတဲ့သူမဟုတ်လားယူရွှေတော့ယူသွားပြီချင်တယ်မဖြစ်ဘူးငါသူ့ကိုဒီလက်ထပ်ပွဲဖြတ်ဖို့ဖြောင်းချရမယ်ပြီးတော့လင်းချန်နဲ့လည်းစကားပြောရအောင်မယ်ယောက်ျားတယောက်ဖြစ်ပြီးကိုချောက်ပေါ်ကိုမရက်တည်နိုင်ဘူးလားပြပွဲကနေထွက်လာပြီးနောက်ကျွန်တော်ကျမ်းမိသားစုအိမ်တော်ကိုမပြန်ပဲမျိုးသားမင်းရဲ့အိမ်တော်ကိုသွားပြီးသွေးလင်းတို့နန်းတော်ရဲ့တစိပြားကိုထုတ်ပြလိုက်ပါတယ်ဒီလောက်ငငယ်ရွယ်နဲ့သွေးလင်းတို့နန်းတော်ကလူကိုတတ်နိုင်ခဲ့တာလားသူရဲကောင်းဆိုတာအရွယ်နဲ့မဆိုင်တာပဲမင်းမှာရင်ယုံဝိညာဉ်ရေကန်တဲဝင်ပြီးကြင်ကြံခွင့်ရှိတယ်ငါနောက်လိုက်ခဲ့မျိုးသားမင်းအိမ်တော်ရဲ့ထောက်တနေရာမှာဘေးချင်းကလေးရဲ့လှုပ်ဝက်ခန်းနှခန်းရှိပါတယ်အဲ့ဒီခန်းတွေရဲ့အောက်မှာတော့ထူထပ်တဲ့ဝိညာဉ်စွမ်းအင်တွေအခိုးအဝေးထွက်နေတဲ့ရင်ယုံဝိညာဉ်ရေကန်ရှိပါတယ်ကျွန်တော်ရောက်သွားတဲ့အချိန်မှာခရမ်းရောက်ဝစ်စုံနဲ့အမျိုးသမီးတယောက်ရောက်နေပါပြီသူကအရက်ရှိရှိခါတေးသေးနဲ့ပကြီးကားတွေကနှက်မိမယ်လေးတစ်ပါးလို့အေးဆက်တဲ့အလှတရားမျိုးရှိသူပါတစ်ချက်ကြည့်လိုက်ရုံနဲ့ကျွန်တော်ရဲ့ကြင်ကြံမှုအဆင့်ကိုသူသိသွားပါတယ်ချီတန့်စင်ခြင်းအဆင့်၄လားမင်းနောက်ကျသွားပြီးရင်ယုံဝိညာဉ်ရေကန်ကပွင့်နေတာ၃နှစ်ကျော်ပြီဆိုတော့ဝိညာဉ်စွမ်းအင်တွေကအရင်လိုမပြေဝတော့ဘူးအဆင့်တစ်ဒါမှမဟုတ်နှစ်လောက်ရှိတဲ့သူတွေပဲအဆင့်တက်ဖို့အခွင့်အရေးရှိတာအဆင့်၄ကနေအဆင့်တက်ချင်ရင်တော့ထူးခြားတဲ့ကြင်ကြံခြင်းအမျိုးတွေဒါမှမဟုတ်အဆင့်မြင့်ကျင့်စဉ်တစ်ခုခုရှိမှပဲဖြစ်နိုင်လိမ့်မယ်ထူးခြားတဲ့အမျိုးတွေနဲ့အဆင့်မြင့်ကျင့်စဉ်ဟုတ်လားကျွန်တော်အသားအရာခေါင်းငိမ့်ပြပြီးကြံတဲ့လှုပ်ဝက်ခန်းထဲကိုဝင်ခဲ့ပါတယ်နတ်မိမယ်လီဝင်သွားပြီလားသူကျင့်ကြံနေပါပြီသူကချင်းယုံကိုင်းရဲ့ခိုင်းချုပ်သမီးပဲငါတို့ပေါ်ဆက်လို့မဖြစ်ဘူးသူပြန်ထွက်လာရင်ငါ့ကိုချက်ချင်းအကြောင်းကြပါတခြားတယောက်လည်းအထဲမှာရှိနေတယ်လို့ပဲထားလိုက်ပါတော့နာမည်မရှိတဲ့လူငယ်တယောက်ကတော့နတ်မိမယ်လူကိုထိခိုက်စေမှာမဟုတ်ပါဘူးကျွန်တော်ကျင့်ကြံခြင်းအာယုံထဲမှာနက်နက်ရှိုင်းရှိုင်းနဲ့ဝင်သွားပါတယ်ကျွန်တော်ရဲ့ဖောက်ထွင်းမြင်ရတဲ့ကျင့်ကြံခြင်းအမျိုးတွေဟာတစ်ပင်ကြီးတစ်ပင်ရဲ့အမြင့်တွေလိုပဲပတ်ဝန်းကျင်ကဝိညာဉ်စွမ်းအင်တွေကိုအငမ်းမရဆုပ်ယူနေပါတယ်ချင်းဖုံကျန်းစာကိုတုံးပြီးဆုပ်ယူမှုကိုပုံမြန်အောင်လုပ်လိုက်တဲ့အခါဝိညာဉ်စွမ်းအင်တွေဟာခေါ်ယူခြင်းခံရတယ်လို့မျိုးကျွန်တော်စီကိုတိုးဝင်လာပါတော့တယ်ငါကိုင်းရဲ့အမြင့်ဆုံးကျင့်စဉ်ကိုတုံးနေတာငါရဲ့အမျိုးတွေကလည်းအဆင့်9ရှိတယ်ဝိညာဉ်စွမ်းအင်တွေကငါစီကိုပဲစီးဆင်းလာရမှာလေသူမကဝိညာဉ်စွမ်းအင်တွေကိုပြန်ထိန်းဖို့ကြိုးစားပေမဲ့စွမ်းအင်တွေကပုံမြန်မြန်ပဲလွတ်ထွက်သွားပါတယ်ကိုဘက်အခန်းကလူရဲ့အမျိုးတွေကငါထက်အများကြီးတာနေတာလားသူမကျင့်ကြံတာကိုရက်လိုက်ပြီးတကားကြားကနေချောင်းကြည့်လိုက်ပါတယ်ဝိညာဉ်စွမ်းအင်တွေဟာတွင်းနဲ့ကြီးတစ်ခုတည်းကိုစုပ်ယူခံရတယ်လို့မျိုးအကုန်ပါသွားတာကိုသူခံစားလိုက်ရပါတယ်ဒီလောက်မြန်မြန်စုပ်ယူနေတာဒါအရင်ကစမ်းသပ်တွေ့ရှိခဲ့တဲ့အဆင့်ကိုအမျိုးတွေပိုင်ရှင်များလားသူမဟာတကားကိုစိန်ခေါ်ခြင်းနဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေမိတယ်ဒီတစ်ခါမှာသူဖခင်ဖြစ်သူကိုခိုးထွက်လာတာဟာလောကကိုတုံ့လှုပ်စေခဲ့တဲ့အဆင့်ကိုအမျိုးတွေဆိုတာဘာများထူးခြားလို့လဲဆိုတာကိုသိကျင်လို့ပဲဖြစ်ပါတယ်ချီတက်ဆင်ခြင်းအဆင့်9ရဲ့စွမ်းရည်အတက်ကြကိုခံစားလိုက်ရတယ်သူအဆင့်တက်သွားပြီးဒီနေရာကဝိညာဉ်စွမ်းအားတွေကဒီလောက်တောင်နေပါတာတောင်သူတကယ်ကြီးအောင်မြင်သွားတာပဲဝစ်ဆုံခရက်နဲ့အမျိုးသမီးဟာလည်းတုံ့လှုပ်သွားတဲ့အရေးအယောင်တွေပြတ်သားနေပြီးလက်သီးကိုမတိမတာတင်းတင်းဆုပ်ထားမိပါတယ်ကိုစင်မြောက်ဝိညာဉ်အမြင့်ပိုင်ရှင်ဆိုတော့လေထင်ထားတဲ့အတိုင်းပါပဲဒါပေမဲ့ငါရဲ့ဝိညာဉ်အမြင့်နဲ့ကျင့်စဉ်နဲ့ဆိုရင်ငါလည်းဒါကိုမနှဲလုံနိုင်ပါတယ်ကိုစင်မြောက်ဆိုတာငါထက်အများကြီးပိုတာနေတာမျိုးတော့ဟုတ်ပုံမရပါဘူးဒါပေမဲ့လက်ဖက်ရည်တစ်ခွက်စာအချိန်လောက်ကြာမှတော့လှုပ်ဝက်ခန်းထဲကနေနောက်တစ်ချိန်ဟိန်းဟောက်တန်ထွက်ပေါ်လာပြီးအဆင့်6ကျင့်စဉ်ရဲ့အားကောင်းတဲ့ဝိညာဉ်လိုင်းတွေရိုက်ခတ်လာပါတယ်ဝစ်ဆုံခရက်နဲ့အမျိုးသမီးဟာနောက်ဆုံးမှာတော့တကယ်ကိုအံ့ဩမြင်တက်သွားပါတော့တယ်လက်ဖက်ရည်တစ်ခွက်စာအချိန်လေးတွင်းမှာတင်သူကအဆင့်9ကနေအဆင့်6ကိုဖောက်ထွက်သွားတာလားသူမအစွမ်းကုန်စူးစမ်းရင်တော့ဒါမျိုးမလုပ်နိုင်မှန်းသူမကိုယ်တိုင်သိနေပါတယ်သူမရဲ့နှက်ခမ်းတောက်မှာခါသီးတဲ့အရေးအယောင်လေးတစ်ခုဖြစ်ပြေးသွားပါတယ်ဒါက9ဆင့်မြောက်နဲ့9ဆင့်မြောက်ခြားကကွာခြားချက်လားဒါပေမဲ့သူမမှာနောက်ဆုံးလက်ကျန်ဆွဲမှန်လေးရှိနေပါသေးတယ်သူဒီနားမှာပဲရက်သွားမှာပါအဆင့်6ကနေအဆင့်9ကိုကူးပြောင်းမှုဆိုတာတဘာဝတရားရဲ့ကြီးမားတဲ့အဟန့်တာတစ်ခုပဲအရင်တုန်းကငါတော့အဆင့်တက်ဖို့10ရက်အပြည့်ကြိုးစားခဲ့ရတာအချိန်တွေကုန်ဆုံးသွားပေမဲ့လှုပ်ဝက်ခန်းထဲကဘာလှုပ်ရှားမှုမှထပ်မထွက်လာတော့ပါဘူးဒါဟာသူမရဲ့ထင်မြင်ချက်မှန်ကန်ကြောင်းသက်သေပြနေတယ်လို့ပါပဲအချိန်ပြည့်တော့မှဖြစ်လို့အဆောင်ဘိုကအခန်းတကားစီသွားပြီးသတိပေးဖို့ခောက်လိုက်ပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုအရင်ကထက်ပိုမိုအားကောင်းတဲ့ဝိညာဉ်စီးကြောင်းတွေလှုပ်ဝက်ခန်းထဲကနေအရှိန်ဟုန်နဲ့ထွက်ပေါ်လာပါတယ်အဆောင်ဘိုဟာတောင်တောင်ပင်မရက်နိုင်တော့ပဲလဲကျလူနေပါဖြစ်သွားရပါတယ်အဆင့်9ကျင့်စဉ်တနာရီတွင်းမှာတင်သူကအဆင့်4အထုထိတ်ကနေအဆင့်9အထိတက်လန်းသွားတာလားဝစ်ဆုံခရက်နဲ့အမျိုးသမီးရဲ့အေးဆက်တဲ့မျက်နှာဟာဆက်ပြီးပြင်းငိမ့်မနေနိုင်တော့ပါဘူးသူမရဲ့အေးဆက်တဲ့မျက်ဝန်းတွေထဲမှာအံ့ဩတုန်လှုပ်မှုတွေပြည့်နေနေပါတယ်မဖြစ်နိုင်တာ9ဆင့်မြောက်နဲ့9ဆင့်မြောက်ကြားမှာ2ဆင့်ပဲကွာတာကိုဘလို့လောက်ကွာခြားချက်ကဒီလောက်ထိကြီးမားနေရတာလဲဒီလိုအထိနာသွားတဲ့အတွက်သူမရဲ့စိတ်ဓာတ်တွေပြိုလဲလူမိဘဖြစ်သွားပါတယ်သူမဂုံယူခဲ့ရတဲ့9ဆင့်မြောက်ဝိညာဉ်မြင့်ဟာ9ဆင့်မြောက်နဲ့ရှင်ရင်မိုင်ပေါင်း3သိန်းကျော်လောက်ဝေးကွာနေခဲ့တာပါကျွန်တော်ချွေရွှေနေပြီးလှုပ်ဝက်ခန်းထဲကထွက်လာတဲ့အခါအပြင်မှာဝစ်ဆုံခရက်နဲ့အမျိုးသမီးကိုတွေ့လိုက်ရပါတယ်